ဝင်ငွေရှာဖို့အတွက်နီးလန်းနေရပါတယ်လေကိုယ့်ရဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေကအဆင်ပြေနေကြပြီဘာလို့ကိုကြမှာအဆင်မပြေရလဲကိုကစီးပွားရေးစလို့ကို scale လည်းမရှိဘူးစီးပွားရေးတစ်ခုကိုဖြစ်မြောက်အောင်လုပ်ဖို့အတွက် road map လည်းမရှိဘူးဒါဆိုရင်ကိုယ့်ကိုဘယ်ဟာပြန်ပြီးတော့ financial freedom ဖြစ်စေမှာလဲ financial freedom ဖြစ်ပြီးတော့ငွေကြေးရအဆင်ပြေတယ်ချမ်းသာစေတယ်ဆိုတာခမရမှာဝင်ငွေတစ်ခုရှိရမယ်ဝင်ငွေကခမရရဲ့အသုံးစရိတ်တက်ပို့ရမယ်ပြီးရင်အဲ့ဒီဝင်ငွေကိုကိုယ့်အတွက်ဒီ assets တွေဖြစ်တဲ့ဝင်ငွေပြန်ရစေနိုင်မဲ့ຢာတွေမှာပြန်ပြီးတော့ရင်းနှီးမြှုပ်နှံနိုင်ရမယ်ဒါမှလာနေခမရကိုကျွေးဝချမ်းသာစေတယ်လို့ခေါ်တာဖြစ်ပါတယ်ဒါဆိုရင်ခမရအနေနဲ့ရှိပြီးသားငွေကိုအသုံးစရိတ်တက်ပို့ခြင်းလို့ဆိုပြီးတော့ short သုံးမှုဆိုတာရောဖြစ်နိုင်မှာလားရေရှည်မှာတော့မဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့ရေရှည်မှာကျွန်တော်တို့အသုံးစရိတ်ကို short ပြီးသုံးမယ်ဆိုလို့ရှိရင်တနေ့ကိုထမင်းနှစ်နက်ကနေတစ်နက်ပဲပြောင်းစားမယ်ဆိုလို့ရှိရင်ရေရှည်ကြရင်ခမရပါငါစင်းရလိုက်တာငါသူများတို့လည်းမစားနိုင်ဘူးဆိုတဲ့အတွေးတွေဝင်လာပြီးတော့ခမရကိုပို့ပြီးတော့စိတ်ပင်ပန်းစေပါပဲဖြစ်တယ်ဒါဆိုရင်တစ်ခုတည်းသောနီးလန်းကတော့ခမရငွေကိုပိုရှာဖို့ပဲဖြစ်တယ်ဝင်ငွေတစ်ခုကနေနှစ်ခုတိုးအောင်လုပ်ရမယ်စီးပွားရေးတစ်ခုကနေနောက်တစ်ခုကိုပို့ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲရှိပြီးသား scale ကနေ business တစ်ခုကိုဘယ်လိုပြောင်းကြမလဲဆိုတဲ့အရာကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ကြည့်လိုက်ရအောင်ပါရေးကြီးသောအချက်တွေကိုပဲပြောပြပေးတာဖြစ်တဲ့အတွက်ကျွန်တော်လည်းဒီဗီဒီယိုကိုစုံအောင် live ပါကြည့်ယူလိုက်ကြပါဦးဗျာအဲ့တော့ scale မရှိဘဲနဲ့ business တစ်ခုကိုစလို့ရလားတော့မေးလာရင်အဖြေကတော့ရပါတယ်တကယ်တော့ခင်ဗျားကလုံးဝသုံးစားလို့မရတာမဟုတ်ပါဘူးခင်ဗျားမှာကိုယ်မှာရှိနေတဲ့တန်ဖိုးကိုယ်မှာရှိနေတဲ့ scale ကိုမေ့နေလို့ပဲဖြစ်တယ်ဒါကြောင့်မလို့အရင်ဆုံးကိုယ်မှာဘာရှိနေလဲကိုအရင်ဆုံးဘာတက်ထားလဲဒါမျိုးတွေကိုပြန်ပြီးတော့စဉ်းစားမိဖို့လိုအပ်ပါတယ်အနည်းဆုံးခင်ဗျားကလုပ်ငန်းမလုပ်သေးဘူးကျောင်းသားဖြစ်နေတယ်ဆိုရင်တော့မှပဲကိုအရင်တန်းနေမှာသင်ကြားခဲ့တဲ့အစာကိုကိုကပြန်ပြီးတော့သင်ကြားပေးလို့ရတယ်ပြန်ပြီးတော့ guide လုပ်ပေးလို့ရတယ်အဲ့တော့ဒီကနေပဲတစ်ဆင့်ကိုကဝင်ငွေတိုးအောင်လုပ်လို့ရတယ်အဲ့တော့ပြီးတော့ခင်ဗျားကဝန်ထမ်းတစ်ယောက်ဖြစ်နေတယ်ဆိုလို့ရှိရင်ဒါခင်ဗျားကိုတေချာပေါက်ဒီဈေးကွက်ကငွေပေးပြီးတော့ဖြည့်ရှင်းနေတဲ့စကေးတစ်ခုခင်ဗျားမှာအနည်းဆုံးရှိထားလို့ဖြစ်တယ်ဒါကြောင့်မို့လို့ကိုကဝန်ထမ်းဆိုလို့ရှိရင်လည်းကိုစကေးတစ်ခုကြောင့်ရခဲ့တဲ့အလုပ်ကိုကိုကပြန်ပြီးတော့တိုးတက်အောင်လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ကိုကောင်းထဲမှာအများတန်းဒီအသစ်တွေပဲထပ်တင်ပြီးတော့ငါဒီစကေးမရှိသေးဘူးလို့တွေးနေတာကြီးကလုံးဝမှားပါတယ်အဲ့တော့ကိုတက်ကြွမိသားဟာကိုပဲကိုကနောက်ထပ်ဘယ်လိုထပ်ပြီးတော့တိုးတက်အောင်လုပ်မလဲဆိုတာကိုအရင်ဆုံးနားလည်အောင်စဉ်းစားတတ်ဖို့အရေးကြီးပါတယ်အနည်းဆုံးခင်ဗျာအသက်16နှစ်ပြည့်ပြီးတော့ကားမောင်းတတ်တယ်ဆိုရင်တော့မှပဲခင်ဗျာဒီဆက်ရလုပ်ငန်းတစ်ခုမှာဝင်ပြီးတော့ဒီ driver လုပ်လို့ရနိုင်တယ်အဲ့တော့ဒီလိုမျိုးမောင်းရင်းကပဲခင်ဗျာကိုလုပ်ငန်းရှင်ကပတ်စံသေးကြပေါက်ပေးလိုက်မယ်ဘာလို့လဲဆိုတော့ခင်ဗျာကသူ့ရဲ့လုပ်ငန်းကိုအချိန်ကုန်သက်သာစေတယ်ငွေကုန်သက်သာစေတယ်ငွေပိုရှာအောင်ကူညီပေးနိုင်တယ်ဒီလိုမဟုတ်ဘူးဆိုရင်တော့မှအနည်းဆုံးဒီကုန်ကြစိတ်တတ်တာနဲ့ငွေကိုပို့ပြီးချွေတာနိုင်တာဖြစ်တဲ့အတွက်ခင်ဗျားကိုသေချာပေါက်ပတ်စံပေးပြီးတော့ခိုင်းပါပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ business equation စီးပွားရေး formula ကိုနားလည်ဖို့လိုတယ်ဒီဟာအရန်မဲ့ရိုးရှင်းတယ်ဥပမာမျိုးပြောရရင်ကျွန်တော်တို့ငွေထုတ်ပိုက်ထားတဲ့လူတစ်ယောက်ရှိမယ်သူ့မှာပြဿနာတစ်ခုကိုတက်နေတယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့သူကအဖြေတစ်ခုကိုလိုက်ရှာနေအဲ့ဒီမှန်းချက်ကအဲ့ဒီအဖြေကိုခင်ဗျားဘယ်လိုဖြေရှင်းပေးရမလဲဆိုတဲ့ဟာကိုရှာဖို့ပဲအဲ့တော့အဲ့ဒီအဖြေကိုခင်ဗျားကလွယ်ပေးနိုင်တယ်လေခင်ဗျားရနိုင်မယ့်အကျိုးမြတ်ကများလေပဲဖြစ်တယ်အဲ့တော့ဒီပြဿနာကိုတက်နေတဲ့ဟာရဲ့အချိုးအစားလိုက်ဖြည့်ရှင်းပေးနိုင်ရင်ဖြည့်ရှင်းပေးနိုင်တယ်တော့ခင်ဗျားပို့ပြီးတော့အကျိုးမြတ်ရတယ်လေဖြစ်ပါတယ်ဒါမှမဟုတ်ဒီ business equation လေးကိုလည်းနားလည်ထားဖို့ဒါအရေးကြီးတယ်စီးပွားရေးလုပ်ဖို့တော့လွယ်ကူဆုံးနဲ့အထီးရောက်ဆုံးနည်းလမ်းကတော့ကျွန်တော်တို့လုပ်ငန်းတွေကိုငွေပိုရအောင်ကူညီပေးခြင်းပဲဖြစ်တယ်ဒီအတွက်လည်းကိုကဒီလုပ်ငန်းတွေကိုငွေပိုရစေနိုင်မယ် scale တွေကိုလေ့လာသင်ထားဖို့အရေးကြီးတယ်နေ့ခေတ်မှာဆိုလို့ရှိရင်ဒီ scale တွေကအများကြီးပဲရှိပါတယ်ဥပမာပြောရရင် digital marketing လိုဟာမျိုးတွေပြီးရင် copywriting လိုဟာမျိုးတွေ video editing လိုဟာမျိုးတွေခုခေတ်စားနေတဲ့ AI automation လိုဟာမျိုးတွေဒီလို scale မျိုးတွေကိုကျွန်တော်တို့ကထပ်ပြီးတော့လေ့လာသင်ထားလို့ရမယ်ဒီကနေပြီးတော့ကျွန်တော်တို့က B2B service ပေးနိုင်မယ်လုပ်ငန်းတွေကိုလုပ်နိုင်မယ်ဆိုလို့ရှိရင်ဒီအခြားစီးပွားရေးလုပ်ငန်းတွေကိုငွေပိုရအောင်လုပ်ပေးတာဖြစ်တဲ့အတွက်ဒါအထီးအောင်ဆုံးနဲ့အကောင်းဆုံးသောစီးပွားရေးလုပ်ငန်းပဲဖြစ်ပါတယ်ပြီးတော့တခုသိထားမှာဒီ scale တွေကသင်ယူကလွယ်ပါတယ်ကိုယ့်ဘာကို sub study လုပ်လို့ရပါတယ်ခင်ဗျားတို့အနေနဲ့ဒီဈေးကြီးပြီးတော့လွယ်မလိုက်ပါနဲ့သင်တန်းတစ်ခုတက်လာရင်ကအော်တိုပဲဒီနိုင်ရင်ကန်နဲ့ပြစ်ချလိုက်သလိုတက်သွားလိမ့်မယ်လို့ထင်နေတာကြီးကမှားပါတယ်အဲ့တော့ဒီလိုမျိုးထင်အောင်လည်းခင်ဗျားတို့သင်တန်းနေရာနေဂျင်းထည့်ပြီးတော့သင်တန်းတက်အောင်သင်တန်းရောင်းအောင်လုပ်နေကြတယ်အများကြီးရှိတယ်ဒါကြောင့်မို့လို့ခင်ဗျားကဒီ YouTube တို့ဒီ TikTok တို့လိုဒီလို platform တွေမှာကိုသင်ကျင်တဲ့ဟာကိုလွယ်တကူရှာပြီးတော့
သင်ယူလို့ရပါတယ် sub study လုပ်လို့ရပါတယ်အဲ့တော့ဒီလို skill မျိုးတွေကိုသင်ယူတဲ့အခါမှာငွေကုန်မှတက်ရမယ်ဆိုတဲ့သဘောထားကြီးကိုဖြောက်ထားဖို့အရေးကြီးပါတယ်နောက်တစ်ခုအနေနဲ့တော့ခင်ဗျားတို့ကကိုယ့်ရဲ့ဒီ mindset ကိုပြောင်းလဲထားဖို့အရေးကြီးပါတယ်ခင်ဗျားအနေနဲ့ရောက်လာစီးပွားရေးလုပ်ငန်းကြီးတစ်ခုဘယ်လိုစရမလဲဟုတ်လား step by step တွေဘယ်လိုမျိုးဒီလုပ်ငန်းတစ်ခုကိုတည်ဆောက်ရမလဲဟုတ်လားကိုမပါပဲလေပတ်တဲ့လုပ်ငန်းကြီးဘယ်လိုတည်ဆောက်ရမလဲစသဖြင့်အဲ့လိုမျိုးစချင်းမှာစိတ်ကူးကျင်ညာလေးရှိတယ်စိတ်ကူးကျင်တာရင်လို့ရပါတယ်အဲ့တော့ခင်ဗျားတို့အနေနဲ့ကဒီလုပ်ငန်းမှာစမလုပ်ရသေးဘူးကိုမပါပဲနဲ့လေပတ်မဲ့လုပ်ငန်းဆိုတာဘယ်လိုလုပ်ဖြစ်နိုင်ပါလိမ့်ဗျာအဲ့တော့အဲ့လိုမျိုးစပြီးတော့စဉ်းစားနေမယ်အစားငါအနေနဲ့ဒီစီးပွားရေးတော့မစဉ်းစားပဲနဲ့လက်ရှိရှိပြီးသားဝင်ငွေကိုဘယ်လိုမျိုးတိုးအောင်လုပ်ရမလဲဆိုတာလေးကိုပဲပြောင်းပြီးတော့စဉ်းစားဖို့ရအကြံပေးချင်ပါတယ်အဲ့တော့ခင်ဗျားကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လုပ်ငန်းတွေကမှွင်လူတွေကဘာပြဿနာတွေဖြစ်နေလဲဘာတွေကိုလိုချင်နေကြလဲဒါလေးတွေကိုသတိထားပြီးတော့မြင်အောင်လိုက်ကြည့်ပါပြီးရင်သူတို့ကိုသွားပြီးတော့ဆက်သွယ်ပါကိုယ့်အနေနဲ့သူတို့ကိုဘယ်လိုကူညီပေးနိုင်ကြအောင်ဘယ်လိုမျိုးလုပ်ပေးနိုင်ကြအောင်စသဖြင့်သူတို့နဲ့ဆက်သွယ်ပြီးတော့ပြောဆိုကြည့်ပါပြီးရင်တရားနေတစ်ဆင့်ဖြည်းဖြည်းချင်းချဲ့ထွင်ပြီးတော့စီးပွားရေးအဖြစ်ပူပြောင်းသွားပါဒီလိုမျိုးတစ်ဆင့်ချင်းလုံးမှသာနေခင်ဗျားရဲ့ဝင်ငွေတိုးတက်ပြီးတော့ဒီ scale ကနေ business အဖြစ်ကိုပြောင်းလဲလာမှာလည်းဖြစ်ပါတယ်ဒီလိုမျိုးလုပ်ခြင်းအပြင်ခင်ဗျားအနေနဲ့တစ်လသုံးမဟုတ်ရင်တစ်ပတ်အတွင်းမှာဝင်ငွေတရားပေါက်တိုးတက်လာမယ်လို့ကျွန်တော်အနေနဲ့အာမခံပြောရပါတယ်ခင်ဗျားအနေနဲ့ကိုယ့်ရဲ့ရှိပြီးသား scale တွေကနေတစ်ဆင့်ဘယ်လိုမျိုးစီးပွားရေးစပြီးလုပ်လို့ရမလဲဘယ်လိုမျိုးဝင်ငွေတိုးအောင်လုပ်လို့ရမလဲဆိုတာကိုအကြမ်းမြဲနားလည်သွားမယ်လို့ပြောလင်းမိပါတယ်ဒီဗီဒီယိုကခင်ဗျားအတွက်ကြိုးရှိတယ်ဆိုလို့ရှိရင်တော့ဒီဆက်ရမိတ်ဆွေတွေကိုလည်းပြန်လည်မျှဝေပေးဖို့ရမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ဆုံတွေ့ကြရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်